ကောင်လေးတယောက်ဟာပြောင်းဖူးပုံကြီးထဲမှာပိတ်မိနေပြီးတဲဆုပ်ခြင်းနဲ့နစ်နေတယ်လို့မျိုးအမြန်ဆုံးနှိမ့်မြုပ်နေပါတယ်မိသက်သမားတွေရောက်လာပြီးအပေါ်ကနေဝင်နိုင်ဖို့လေကားတွေဆင်လိုက်ကြပါတယ်မိသက်သမားတွေပါထပ်မနစ်အောင်ကိုလေးချိန်ကိုထိမ့်ညှိပေးမဲ့အောက်ခံပြားတွေကိုအသုံးပြုခဲ့ကြပါတယ်အဲ့ဒီနောက်ကောင်လေးကိုဘေးကင်းရေးကျိုးနဲ့ချီနှောင်ပြီးပြောင်းဖူးတွေထပ်မပြိုကျအောင်ဘေးပတ်လက်ကိုအကာအကွယ်တွေနဲ့ပိတ်လိုက်ပါတယ်အဲ့ဒီနောက်ကောင်လေးရဲ့ဘေးပတ်လက်ကပြောင်းဖူးတွေကိုစုပ်ထုတ်ဖို့ပြင်ဆင်နေတော့မှပဲမာဂျန်လို့အမိရတဲ့မိသက်သမားရဲ့ကြိုးကပြတ်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းဟာပြောင်းဖူးတွေရဲ့ကိုနှိမ့်ဝင်သွားပါတော့တယ်သူဟာလက်တွေကိုအစွမ်းကုန်ဆန်းထုတ်ပြီးလုံးဝမလုပ်ရဲပဲတောက်ခံထားရပါတယ်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကဆွဲထုတ်ဖို့စူးစမ်းပေမဲ့မရခဲ့ပါဘူးအဲ့ဒီလုပ်ဖော်ကိုင်ဖက်ဟာသူ့ရဲ့ကြိုးကိုပါဖြုတ်ချလိုက်ပြီးမာဂျန်ရဲ့လက်ကိုအတင်းဆွဲထားခဲ့ပါတယ်ဒါပေမဲ့ပြောင်းဖူးတွေရဲ့စုပ်အားကအရန်ပြင်းထန်တာကြောင့်စက္ကန့်ပိုင်းတွင်းမှာပဲသူတို့နှစ်ယောက်စလုံးပြောင်းဖူးပုံတွေကိုနှိမ့်မြုပ်ပြောက်ကွယ်သွားပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့မိသက်ပိုကြီးကပြောင်းဖူးတို့လောင်ကန်ရဲ့ဘေးဘက်မှာအရေးပေါ်ထွက်ပေါက်တစ်ခုကိုအမြန်ဖောက်လိုက်ပါတယ်မိသက်သမားတွေကကောင်လေးကိုလည်းသူ့ရဲ့ကြိုးကိုအမြန်ဖြုတ်ဖို့အော်ပြောလိုက်ရပါတယ်မဟုတ်ရင်အောက်ကအေးရမဆုပ်အားကြောင့်ခန္ဓာကိုယ်ဟာနှစ်ပိုင်းပြတ်သွားနိုင်လို့ပါမိနစ်အနည်းငယ်ကြာမှာတော့ပြောင်းဖူးစီးကြောင်းနဲ့အတူသူတို့သုံးယောက်စလုံးဘေးကင်းကင်းနဲ့ထွက်လာနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပြောင်းဖူးပုံတွေကနေထွက်လာတဲ့မာဂျန်ရဲ့ဆံပင်ရှည်ကြီးတွေကိုလူတိုင်းမြင်လိုက်ရပါတယ်အဲ့ဒီနေရာမှာရှိနေတဲ့ဒေတာခန်တယောက်ကလည်းဒီမြင်ကွင်းကိုဗီဒီယိုရိုက်နေခဲ့ပါတယ်မာဂျန်ဟာအစ္စလမ်ဘာသာဝင်တဦးဖြစ်တာကြောင့်ဘိုးကြီးကသူမရဲ့ဆံပင်တွေကိုဖုံးကွယ်ပေးဖို့သူ့ရဲ့အင်ဂျီနဲ့အမြန်အုပ်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲသူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်းတခြားသူတွေမမြင်ရအောင်သူမရဲ့ရှေ့မှာလူတိုင်းတစ်ဖွဲဝိုင်းရန်ကာကွယ်ပေးခဲ့ကြပါတယ်